free English conversation club လေးတစ်ခုရှိပါတယ်ဒီနေ့မှာဆိုလို့ထပ်ပြီးတော့လာပြီးတော့တတိပေးတာပေါ့နော်MCI ကနေပြီးတော့ကျင်းပါတယ်အင်္ဂလိပ်စကားစိတ်ဝင်စားတဲ့သူတွေအကုန်လုံးကိုပြီးတော့ join လို့ရတယ်သူကအင်္ဂလိပ်စကားကိုတော်တင်းတော့နားလဲတယ်ပြောဖို့အတွက်အခက်ခဲရှိနေတယ်ပါတနာမရှိတာမျိုးလည်းဖြစ်နိုင်တယ်ဒါမှမဟုတ်တတိမရှိတာမျိုးလည်းဖြစ်နိုင်တယ်ရရကိစ္စမရှိဘူးပေါ့နော်ချင်းချင်းတွဲခေါ်ပြီးတော့စကားပြောကြမယ် club လေးပေါ့သူကဘယ်လိုပုံစံမျိုးလဲဆိုလို့ရှိရင်အင်္ဂါနေညနေ8နာရီကနေပြီး9နာရီဗုဒ္ဓဟူးနေ့9နာရီကနေပြီး10နာရီအထိလုပ်ပေးရဲtopic လေးတွေရွေးပြီးတယ်အဲ့က topic လေးတွေကတစ်ပတ်နဲ့တစ်ပတ်မတူဘူးပေါ့နော်အပတ်တိုင်းရှိရဲတစ်ပတ်နဲ့တစ်ပတ်မတူအဲ့တော့မတူတဲ့ topic တွေကဘာလဲဆိုတော့သိထားခြင်းလေဆိုလို့ရှိရင်ကျွန်တော် GP လေးကို join ထားလို့ရတယ် and of course I will be there ဟိုင်းမှာအကြအမြဲတမ်းရှိရပေါ့နော်အဲ့က GP ထဲမှာလဲ Zoom link ချပေးမယ်အပတ်စဉ် English conversation club လေးကို join ဖြစ်နေဆိုလို့ရှိရင်တော့အဲ့ဒီ GP လေးကိုဝင်ပြီးတော့ join ထားဖို့လို့အကြံပြုခြင်းနဲ့I hope to see you all.